ချစ်မွလီယာအိမ်သာတော်ပေးမတက်တဲ့အထိအချစ်ခံနေရကြောင်းတလောကလုံးကြွားလာတဲ့ဇီယာအသက်40ကျော်မှရုတ်တရက်ကောက်ခံငင်ကလက်ထပ်လိုက်တဲ့ဇီယာကတော့ကြီးမဝတ်သက်ပေါက်သလိုသူဇနီးငယ်ငယ်ချောချောလေးစီမှအချစ်ခံနေရကြောင်းကြွားလုံးထုတ်နေတာပါအခုဆိုဇီယာတယောက်မိမငယ်ငယ်ချောချောလေးတယောက်ကြောင့်အိယာနဲ့အိမ်သာတော်မတက်နိုင်ဘူးလို့ဆိုလာပါတယ်ဇီယာလက်ထပ်လိုက်တဲ့သူကတော့တာမန်မိန်းကလေးတဦးမဟုတ်ပါဘူးဝုံမြင်းထဲမှာအချမ်းသာဆုံးစည်ရင်ဝင်တတိမလေးမာယုံဝတ်တီစော်ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲတွေကလည်းတကယ်ကိုခမ်းနားလုံးပါတယ်။ရန်ကုန်မှာမင်္ဂလာပွဲ6ပွဲသူတို့သမီးရဲ့ဇာတိဖြစ်တဲ့မုံပြည်နယ်ပေါင်မြို့နယ်မှာ4ပွဲစုစုပေါင်းမင်္ဂလာပွဲ10ပွဲအထိစံချိန်တွေကျင်းပခဲ့တာပါ။ဒီလောက်ထိမင်္ဂလာပွဲတွေထက်ထက်ခါခါဆောင်နေတဲ့ပုံမှာပရိသတ်တချို့ကတော်တော်လေးမျက်စိတောက်ဖို့ကောင်းတယ်လို့ဝေဖန်နေကြပေမဲ့သူတို့ဇနီးမောင်နှံကတော့ဘသူ့ကိုမှဂရုမစိုက်ပဲသူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့အချစ်တွေကိုအစွမ်းကုန်ကြွားလုံးထုတ်နေခဲ့ကြတာပဲဖြစ်ပါတယ်။ဇီယာဟာတက်40ကျော်အရွယ်ဖြစ်ပြီးဇနီးတွေကတော့သူတက်25နှစ်လောက်ငယ်ပါတယ်။မြန်မာစကားပုံမှာတကိုးရွှေရတပြပြဆိုသလိုပဲအသက်ကြီးမှရုပ်ရည်ချုံမောလာပါတဲ့ဇနီးငယ်လေးကိုရရှိထားတဲ့ဇီယာဟာကြွားလုံးကိုမစုံနိုင်အောင်ဖြစ်နေတာပါ။သူ့ရဲ့ social media post တွေမှာဇနီးတွေကသူ့ကိုဘယ်လောက်ထိတုံနေအောင်ချစ်ကြောင်းသူမရှိရင်မနေနိုင်ကြောင်းတွေကိုအမြဲလိုလိုတကူတကရေးသားနေတာကိုတွေ့ရပါတယ်။ဒါဟာသူ့အတွက်တော့ဂုဏ်ယူစရာဖြစ်နေပေမဲ့ဝေဖန်သူတွေအတွက်တော့ဒါဟာကြွားဝါလွန်းနေရရောက်နေတယ်လို့ဆိုကြပါတယ်။ခုနောက်ဆုံးဇေယျကြွားလုံးထုတ်လိုက်တဲ့ကိစ္စကတော့တကယ့်ကိုလူပြောများစရာဖြစ်သွားခဲ့ပါတယ်။ဇေယျရဲ့အဆိုအရသူ့ဇနီးမယုံဝတ်ဒီဆိုဟာသူ့ကိုဘယ်လောက်ထိချစ်တယ်လဲဆိုရင်မနက်ကအိယာတောင်ပေးမထချင်တဲ့ထိဖြစ်နေတာပါတဲ့။မနက်ကရှူပေါက်ချင်လို့အိမ်သာတက်ဖို့ပြေရင်တော့ဇနီးတွေကို kiss အရင်မပေးဘဲသွားရင်ဇနီးတွေကစိတ်ဆိုးတယ်လို့ဇေယျပွင့်ပွင့်လင်းလင်းကြီးကိုကြွားဝလိုက်တာပဲဖြစ်ပါတယ်။အိမ်သာတက်ဖို့တောင်ခွင့်ပြုချက်ယူနေရတဲ့အထိအချစ်ခံနေရတာဟာတကယ်ကိုအံ့ဩစရာပါပဲ။ဇနီးတွေရဲ့အချစ်တရားဇေယျကိုအိယာထဲမှာတင်ချုပ်ကင်ထားသလိုဖြစ်နေတာကတော့ဇုံတွေတွေကြားမှာတော်တော်လေးကိုဟာတာတစ်ခုလိုဖြစ်နေပါတယ်။ဇေယျရဲ့ဇနီးတွေကမွန်တတိမလေးဖြစ်တာကြောင့်အိမ်မှုကိစ္စတွေမှာတော့တိတ်ပြီးမနိုင်နေရှာပါဘူး။ဒါကြောင့်လဲဇေယျဟာအပြင်မှာအောင်မြင်တဲ့တရုတ်ဆောင်အစီအစဉ်တစ်ဆက်သူတူဖြစ်ပေမဲ့အိမ်ထဲမှာတော့ဇနီးတဲ့အတွက်ထမင်းချက်အဝတ်လျှော်အားစအကုန်လုံးသူကိုယ်တိုင်ပဲလုပ်ပေးနေရတယ်လို့သိရပါတယ်။ဇေယျကတော့ဒါကိုပေးမဲနေလို့မမြင်ပဲချစ်လို့လုပ်ပေးတာပါဆိုပြီးကြွားနေစေပါပဲ။ကိုကပဲအကုန်လုပ်ပေးနေရတယ်။သူကတော့ကိုယ့်ကိုချစ်နေရုံပဲဆိုတဲ့သူ့ရဲ့အပြောတွေကတချို့သူတွေတွတ်တော့အမြင်ကက်စရာဖြစ်နေတာအမှန်ပါပဲ။ဇေယျနဲ့မယုံဝင်းတီစော်တို့ရဲ့အချစ်ဇလန်းဟာအသက်ကွာခြားချက်တွေချမ်းသာကြွယ်ဝမှုတွေနဲ့အတူအမြဲတမ်းလူပြောများနေမှာဖြစ်ပါတယ်။အချစ်ကိုပွင့်ပွင့်လင်းလင်းဖော်ပြတာကောင်းပေမဲ့အခုလိုအိမ်သာတက်တာအစာကြွားနေတာကတော့နည်းနည်းတော့လွန်သွားပြီလားလို့လူတွေကမေးခွန်းထုတ်နေကြပါတယ်။ကဲပရိသတ်ကြီးတို့ရောဇနီးငယ်ငယ်ချောချောလေးကိုယူလိုက်လို့အိမ်သာတော်ပေးမတက်ချင်တဲ့